မြန်မာမှန်ရင်လုံးဝမငြင်းနိုင်တဲ့ပစုံငဆုပ်ချမောင်ဟင်းလေးချက်ပြမှာဖြစ်ပါတယ်။ထမင်းတော့မများချက်ထားဖို့လိုပါတယ်ရှင်။ပစုံလေး1500စီဆိုလို့20သားဝင်လာရင်လည်းမစားရတာကြားရဲ့ပစုံငဆုပ်ချမောင်ဟင်းလေးချက်လိုက်တာပါ။ပစုံကြက်သွန်ဖြူလေးဆန်မုတ်ဟင်းချက်မုတ်နဲ့အရလာအတွက်ကြက်သားမုတ်အနှဲငယ်ထည့်ပြီးရောချိတ်ပါမယ်ရှင်။အရင်တော့ငရုတ်စုံလေးထည့်ပြီးတော့ထောင်းရတာပေါ့နော်။ပထမဦးစွာပစုံငဆုပ်လေးတွေကိုကြော်ပေးပါမယ်။ချမောင်ရွက်နဲ့ရောချက်မှာမို့အရင်ကြက်အောင်မကြော်ရင်လည်းရပါတယ်။မီအေးလေးနဲ့ကြော်ပြီးတော့အပြင်ကွန်လေးရွှေဝါရောက်တန်းလာရင်တော့ဆေးထားလို့ရပါပြီရှင်။ကဲအခုတော့ဒီကစက်ကောင်ချမောင်ရွက်ကိုကြည်သွားအောင်လို့အရင်ခြေပါမယ်ရှင်။ချမောင်ရွက်ကိုအရင်ခြေပြီးမှချက်တာကပိုပြီးစားလို့ကောင်းပါတယ်ရှင်။ချမောင်ရွက်ခြေပြီးရင်တော့ပေါင်ပစ္စည်းတွေကိုအစင်းသိမ့်ပြထားလိုက်ပါမယ်။ပေါင်ပစ္စည်းများအလုံးစင်းသိမ့်ဖြစ်ရင်တော့ပထမဦးစွာကျက်သွန်ဖြူနေထောင်းထားတာကိုထည့်ပြီးစီသက်ပါမယ်ရှင်။အနံမွေးလာအောင်စီသက်ပေးပြီးတော့ပစုံငစုံလေးထည့်ပြီးတော့မှုပေးပါမယ်ရှင်။အနေငယ်မွေပေးပြီးတော့ခုနကတော့ခြေထားချမောင်ရွက်တွေထည့်လိုက်ပါမယ်။ချမောင်ရွက်နဲ့အတူစိမ့်သားငပီလေးပါတစ်ခါလေးထည့်ပေးပါမယ်။တခြားတမအောင်မွေပေးပြီးတော့ရေထည့်ပြီးအဖုံးအုပ်ပေးထားပါမယ်။အရသာတော့ကိုတော့စားချုံမုံကြက်သားမုံအစင်းပြီးလို့ထည့်နိုင်ပါတယ်ရှင်။ဟိစားစုပွက်ပြီးချင်းရတာထွက်လာရင်တော့ခရမ်းကစော်သည်မြင့်နေငွေသိမ့်ထည့်ပါမယ်။ခဏလောက်တည်ထားပေးပြီးရင်တော့နောက်ဆုံးမှာပင်းသိန်းလေးထည့်ပြီးတော့အဆုံးတက်လိုက်ပါမယ်။အခုဆိုရင်တော့ငွေ9000ကျပ်တော့မပြေဘဲနဲ့အရသာရှိပြီးအရန်စားလို့ကောင်းတဲ့ပစုံငဆုပ်ချမောင်ရွက်ဟင်းလေးရလာပါပြီရှင်။ထမင်းလေးတော့ပိုချက်ထားပေးပါနော်။ဒီနေ့တော့ထမင်းနှစ်မကန်ဆွဲပါမယ်။သုံးဆောင်ကြပါအောင်လားရှင်။အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။